ကမ္ဘာဖလား30နာတင်အဆင့်ရှုံးထွက်ပွဲမှာဘရာဇီးနဲ့ဂျပန်တို့ပွဲမစခင်ကွင်းပြင်ပါကစက္ကစစ်ထိုးပွဲကတော်တော်လေးအပူချိန်တက်နေပါတယ်။ဂျပန်တိုက်စစ်မှုကန်နိုရှီယိုဂိုင်းကနေမရဲ့လက်ရှိကစားဟန်နဲ့ဘရာဇီးရဲ့စုဖွဲ့မှုကိုရှော့တွက်တဲ့စကားတွေပြောခဲ့လို့ဘရာဇီးအသင်းကောင်းဆောင်မာကွင်ဟိုစ်ကရှောင်မနေပဲတိတ်ပဲတုံ့ပြန်လိုက်တာပါ။နေမာကတော့ဘရာဇီးလူစရင်နဲ့ပါလာကလေးကဟိုလူအပြောဒီလူအပြောနဲ့ဝေဖန်မှုတန်ကိုခက်စိတ်ခံနေရသူပါ။အခုဝိုဘတ်တိုက်စစ်မှုရှီယိုဂိုင်းနေမာကအရင်လိုမဟုတ်တော့ဘူးဘရာဇီးဆိုတာလည်းအရင်လိုကြောက်စရာကြီးမဟုတ်တော့ပါဘူးဆိုပြီးဆရာကြီးစတိုင်နဲ့လာဆော်သွားတာဖြစ်ပါတယ်ဒီစကားကဟူစတန်ကဘရာဇီးစခန်းကိုတန်းခနဲ့ရိုက်ခတ်သွားတာပေါ့ဒါပေမဲ့မာကွင်ဟို့စ်ကတော့ငါတို့ခြေစွမ်းကိုမေးခွန်းထုတ်ရင်ကွင်းထဲမှာပဲအဖြေပေးရမယ်ဆိုတဲ့မူတိုင်းမှာပဲ KTV နဲ့အင်တာဘူးမှာသူကအတင်းသားတွေအကုန်ဒီတန်တွေကြားတယ်ဒါပေမဲ့စိတ်တက်ကြမသွားပဲဒီပွဲအတွက်စာလောင်စိတ်အဖြစ်ပြောင်းလဲပြလိုက်ပြီလို့ဆိုပါတယ်သူကတော့သူတို့အဲ့လိုတွေစက်တိုက်လေးပြစ်နေတာကောင်းတာပေါ့ဗျာငါတို့အတင်းပို့ပြီးစိတ်တက်ကြွတာပေါ့အမေရိကန်မှာစခန်းသွင်းနေတာတလားရှိပြီငါတို့ကတော့အလုပ်ကိုပဲအတန်နှိပ်စူးစမ်းနေတာလေလုံးထွားတာကတော့ပြိုင်ဘက်တွေအလုပ်ပဲငါတို့ပိုပေါက်ကွဲလာအောင်သူတို့ပဲဆက်ပြောနေပါစေလို့မာကွင်ဟို့စ်ကခက်အေးပဲတုံ့ပြန်သွားပါတယ်နေပြအန်ဆလော့တီကတော့တန်တမန်ဆန်ဆန်ပဲထိန်းပြောသွားပေမဲ့အတင်းကောင်းဆောင်ကတော့စာမူရိုင်းပြတွေရဲ့အထာကိုအာမနာတမ်းဝေဖန်လိုက်ပါတယ်ကမ္ဘာဖလား6ကြိမ်မြောက်ချန်ပီယံဆုအတွက်သွေးစာနေတဲ့ဘရာဇီးလိုအသင်းကြီးရဲ့တမိုင်းကြောင်းကိုအခုလိုပြောတာဟာတကယ့်ကိုယိုသေးမှုမရှိတဲ့လောက်ရလို့မြင်နေတာပါဒီဘက်ခေတ်ဘောလုံးလောကမှာဘယ်အသင်းမှရှော့တွက်လို့မရဘူးအတိရန်ရှိကစားဖို့ပဲလိုတာသူတို့ဘက်ကပြောတာကတော့နင်းနေဘဝင်မြင့်တာပေါ့ဗျာဘရာဇီးကတော့ဘရာဇီးပါပဲအမြဲတမ်းအသင်းကြီးပဲဘောလုံးတစ်လုံးချင်းစီကအဆုံးဖြတ်ဖြစ်သွားနိုင်လို့ကွင်းထဲမှာပဲငါတို့ရဲ့အစွမ်းကိုပြလိုက်မယ်သူတို့ကိုပဲလေတိုက်ခွင့်ပေးလိုက်ပါငါတို့ကတော့ဒါကိုခွန်အားလုပ်ပြီးပွဲသိမ်းပစ်မှာလို့သူကရှင်းရှင်းလင်းလင်းပြောခဲ့ပါတယ်အင်အားကြီးကွင်းထဲမှာကစားမဲ့ဒီပွဲဟာဘရာဇီးနဲ့ဂျပန်တို့ကမ္ဘာဖလားရှုံးထွက်အဆင့်မှာပထမဆုံးအကြိမ်တွေ့ဘူးတဲ့မာကျောတဲ့ပွဲစဉ်ပါဘရာဇီးကအစပိုင်းမှာမော်ယိုကိုနဲ့တရေကြပြီးတုံဆိုင်ဖြစ်ခဲ့ပေမဲ့နောက်ပိုင်းဟေဒီနဲ့စကော့တလန်ကို3ဂိုးပြတ်ချီပဲအပြတ်ဖြုတ်ပြီးဂီယာပြန်တက်လာပါပြီဒါပေမဲ့ပြီးခဲ့တဲ့အောက်တိုဘာတိုကျိုခြေစမ်းပွဲတုန်းကတော့ဘရာဇီးတို့ပထမပိုင်းမှာဥဆောင်ထားပြီးမှဂျပန်ကို3ဂိုးနဲ့အောက်ဖဲကနေအလံခံလိုက်ရတဲ့မှတ်တမ်းဆိုးရှိဘူးပါတယ်။ဒါကြောင့်နီးပြအန်ဆလော့တီကတော့ဒီတစ်ခါ16တင်းစင်တလန်းနိုင်ဖို့အတွက်အတင်းစီကနေအမားရွေးမရှိတဲ့ပုံစံကောင်းကိုပဲမျှော်လင့်နေမှာတေချာပါတယ်။